ခုနနိုင်ငံရေးစနစ်တွေကိုဒါအတူဆုံးပြောပြပါအဲ့တော့နိုင်ငံရေးဘောဂဗေဒဆိုတာပါလဲပုဂ္ဂလိကဘောဂဗေဒနဲ့တော့ကွာတယ်နိုင်ငံရေးဘောဂဗေဒဆိုတာအခွန်ပေါ်မှာဥတည်ပြီးတော့စဉ်းစားတာနော်အဲ့တော့ခုနနိုင်ငံရေးစနစ်တွေထဲမှာတဝူချင်းစီ individual တယောက်ချင်းစီရဲ့အခွင့်အရေးတယောက်ချင်းစီရဲ့စီးပွားရေးအဲ့ဒီလိုသွားရမယ်အဲ့တော့နိုင်ငံရေးဘောဂဗေဒဘက်ကကျတော့စတိတ်လို့ခေါ်တဲ့နိုင်ငံတော်ကိုပြန်ကြည့်တာနိုင်ငံတော်ပြန်ကြည့်တော့လူ2ယောက်ရှိတယ်တယောက်ကအချိန်တစ်နှစ်သုံးမယ်သိန်း100ရင်းမယ်သိန်း200ရလို့100မြတ်တယ်နောက်တစ်ယောက်ကအချိန်တစ်နှစ်သုံးမယ်သိန်း100ရင်းမယ်သိန်း200ရတော့100မြတ်တယ်လူ2ယောက်ရှိတယ်အလုပ်ပုံစံ2မျိုးရှိတယ်အရင်တူတယ်အချိန်တူတယ်အမြတ်တူတယ်နောက်ပထမတစ်ယောက်ကငါးမွေးတာဒုတိယတစ်ယောက်ကမြစ်တဲ့ချောင်းတွေကငါ့ကိုဖမ်းတာနော်ပင်လယ်တွေကဖမ်းတာမဟုတ်နော်မြစ်တဲ့ချောင်းတွေကဖမ်းတာအဲ့2ယောက်မှာနိုင်ငံတော်ဘက်ကနေကြည့်ရမရှိဘဲနဲ့မရှိတဲ့အရာဖြစ်တဲ့ငါ့ကိုရှိအောင်ဖန်တီးပြီးမွေးမိတဲ့လူသူ့ကိုသူကအခွန်ပိုလျှော့ပေးရတာဘာလို့လဲဆိုတော့ဟိုမှာရှိပြီးသားမြစ်ချောင်းတွေကငါ့ကိုဖမ်းမှဖြစ်တဲ့အတွက်သူမဖမ်းရင်လည်းတခြားလူတွေဖမ်းနိုင်တယ်လို့ယူဆလို့ရတယ်အဲ့တော့ဘယ်လိုလူမျိုးကိုအခွန်တွေကိုလျှော့ချတင်တယ်လဲဆိုတဲ့ဟာနော်အဲ့လိုစဉ်းစားတာနိုင်ငံရေးဘောဂဗေဒအခြေခံတာအတူအကျဉ်းဆုံးလေးပြောပြအဲ့တော့ပညာရေးကျမ်းမာရေးမဖြစ်မနေဂါဗမာစာပစ်တွေလောက်ရတယ်ဆိုဆိုရှယ်လစ်အတွင်းနဲ့စဉ်းစားတာအဲ့ဒါကိုဝင်ပြီးတော့ပခုံးတစ်ဖက်ကူထမ်းတဲ့ပုဂ္ဂလိကအကြောင်းတွေစေုံတွေအဲ့ဒါပတ်သက်အခွန်ကို0ချရုံများမကဘူးနိုင်ငံတော်ကအထက်တန်းကျောင်းတစ်ကျောင်းထောင်မယ်ဆိုရင်သိန်းပေါင်း9000 8000 1000ရင်းရမယ်ဆိုပါစို့ပုဂ္ဂလိကအထက်တန်းကျောင်းတစ်ကျောင်းပေါ်လာတယ်ဆိုပါစို့ကိုယ့်ဣရိယာတွေ9000 8000မကုန်တော့အဲ့တော့သိန်း100 200 300 400 500တော့မှစုသွားချလို့ရတယ်ဘာသွားထောက်ပံ့တယ်လို့ညာသွားထောက်ပံ့တယ်လို့တင်ထောက်ကူပစ္စည်းဘာတွေဖရီးသွားပေးတယ်လုပ်လို့ရတယ်နိုင်ငံတော်ကုန်မဲ့ပတ်စံတွေဒါရော့လာအခွန်ကောက်เสียမလို့တဲ့အပြင်စုတော့သွားချအဲ့တော့နိုင်ငံတော်ကနေစေယုံကြီးတရုံထောင်တယ်နိုင်ငံတော်ကစေယုံကြီးတရုံထောင်ပြီဆိုရင်သိန်းပေါင်းတောင်းချီပြီးကုန်တယ်ပုဂ္ဂလိကစေယုံတရုံပေါ်လာတယ်ကိုကအခွန်မကောက်တဲ့ပြင်ဘာလို့ရမှာသိန်း100 200 300 400 500တာနဲ့စက်ပတိရန်နေရတွေဘာတွေတွားပြီးတော့လှူလို့စုချလို့ရတယ်လို့အဲ့ဒါမျိုးတွေတင်သွင်းမယ်ဆိုလို့ရှိရင်အခွန်တွေကို0ချပေးလို့ရတယ်အဲ့ဒါနိုင်ငံရေးဘောကပဲနားလိုက်လို့အဲ့လိုစဉ်းစားနိုင်နောက်ကနိုင်ငံထဲမှာကုန်ထုတ်လုပ်ငန်းတွေကိုလုပ်မယ်တတိတရွယ်တွေကို6မထုတ်ဘူးအာဂရိလိုက်စားပြီးတော့ချမ်းသာလာလို့တော့6လမထုတ်ဘူးတရားသာရတွေထုတ်ပြီးတော့ချမ်းသာလာတဲ့ခရိုနီတွေကို6လမထုတ်ဘူးနောက်ပိုင်းမှာတော့ level playground လို့ခေါ်တဲ့ဓာတ်နုရှင်မြိုင်ကွင်းနဲ့သွားတာပဲဟိုအတိတ်ခေတ်ကလုပ်ခဲ့တဲ့ဟာတွေ6လမထုတ်ဘူး6လတော့လို့တခြားနိုင်ငံသွားပြီးသူ့ရဲ့ရတနာဒုတ်တွေဒေါ်လာတွေသူရှာထားတဲ့ဓနအင်အားတွေကိုပတ်ပြီးနိုင်ငံတကာနိုင်ငံကိုထွက်သွားအဲ့နိုင်ငံမှာသွားပြီးရင်းနှီးမြှုပ်နှံမှုလုပ်မယ်သုံးတာဖြုံးတာလုပ်မယ်ဆိုကိုယ့်နိုင်ငံမရတော့ဘူးဒါနိုင်ငံရေးဘောကပဲအမြင်ရှိအဲ့လိုစဉ်းစားတာအော်ဒီလူတွေ6လမထုတ်ဘူးဒီနိုင်ငံသားမှာပဲရင်းနှီးမြှုပ်နှံနိုင်အောင်လုပ်ရမှာအဲ့တော့ကမ္ဘာလုံးအောင်ဒီတိုင်းမလားဒီတိုင်းပါပဲနော်အမေရိကန်ဆိုတာဓမြနိုင်ငံအင်္ဂလန်ဆိုတာလည်းဒါဓမြနိုင်ငံဟိုတစ်ခေတ်တစ်ခါတော့နယ်ချက်အင်္ဂလိပ်ဆိုတာကဘာကြီးလှည့်ပြီးဓမြတိုက်ထားတာအဲ့ဒါတွေနဲ့ချမ်းသာကြွယ်ဝမှုတွေကိုအခုနောက်ပိုင်းတော့ကောင်းမွန်တဲ့ကိစ္စတွေပြန်လုပ်တာပေါ့နော်ဒီလိုရှိတာအဲ့ဒါကိုအဲ့လိုဓမြနိုင်ငံမလို့အင်္ဂလန်မှာဓမြတိုက်လာတဲ့ခေါင်းဆောင်တွေမလို့အင်္ဂလန်မှာမနေနဲ့ဆိုအင်္ဂလန်မွဲတည်သွားမှာနော်ဘယ်လူတွေမှကောင်းမွန်ပြည့်စုံအောင်မှန်ကန်နေတာမရှိဘူးနော်အဲ့လိုလေးတော့နားလည်ရမယ်ကိုနိုင်ငံမှာနိုင်ငံရေးဘောကဗေဒကိုနားလည်မယ်ဆိုလို့ရှိရင်အဲ့လိုဘသူတွေကိုဘယ်လိုရှုမြင်မယ်ဘယ်လိုလုပ်ငန်းတွေကိုအခွန်ဘယ်လိုကောက်မှာဆိုတော့သဘောပေါက်သွားပါလိမ့်မယ်နော်ဒါအကျဉ်းဆုံးပြောပြတာပေါ့နော်ကျေးဇူးတင်ပါတယ်